မင်္ဂလာပါ focus by Chris ပါဒီချက်ဒီနေ့မှာလဲပေါ့နော်ဒီအပေါင်းနှုတ်သင်ခန်းစာပေါ့နော်ပေတီးတင်ချာအပေါင်းနှုတ်သင်ခန်းစာလက်တွက်လေးနဲ့တွက်တာကို5 rule နဲ့ပေါ့နော်ဒီချက်တွက်ပြပေးပါမယ်ရှေ့ဗီဒီယိုမှာတော့ဒီချက် counting လုပ်တာနံပါတ်တွေရှိတာ2 row 3 row 4 row နဲ့တွက်ပြပေးပွားကြီးအခုက5 row ပေါ့နော်5 row နဲ့တွက်ပြပေးမှာပါရှင်5 row ဆိုခဏန်း9လုံးပါမယ်ပေါ့နော်ပေါင်းချင်းနှုတ်ချင်းခဏန်း9လုံးပါမယ်5 row နဲ့ဒီချက်တွက်ပြပေးမှာဖြစ်ပါတယ်9ပုတ်တွက်ပြမယ်ပေါ့နော်ဟုတ်ပြီအဲဆိုရှင်ချက်စမယ်2ဒီဘက်ကညာဘက်ကခုကဏန်းကိုအသုံးပြုမှာပါเนาะဒီချက်ဘယ်ဘက်ကိုမသုံးသေးဘူး10ကဏန်းမလာသေးဘူးကဏန်းတွေက1 digit တွေပဲလာအောင်မှာမလို့ဒီချက်ညာဘက်လက်ကိုပဲအသုံးပြုပါမယ်เนาะ2 1 minus 2 minus 1 6 the answer is 6 8 minus 2 minus 1 3 minus 8 the answer is 0 8 minus 5 1 5 minus 2 the answer is 7 5 4 minus 2 minus 5 7 the answer is 9နောက်ဆုံးတစ်ပုဒ်က5 2 minus 6 1 1 the answer is 3ဒါကတော့5 rule နဲ့အပေါင်းအနှုတ်ကိန်းဂဏန်းတွေကိုလက်တွက်နဲ့ဒီချေတို့တွက်နည်းလေးဖြစ်ပါတယ်ရှေ့ဗီဒီယိုအစဉ်လိုက်လေးကြည့်လို့ရှင်တော့ပို့ပြီးတော့အစဉ်ပြင်မယ်ပေါ့နော်ရှေ့ဗီဒီယိုလေးကိုအစဉ်လိုက်သင်ခန်းစာအစဉ်လိုက်အတိုင်းလေးကြည့်ပြီးတော့ဒီဟာလေးတွေကိုလိုက်ပြီးတော့လက်လေးနဲ့လိုက်လေးကျင့်ပြီးတော့တွက်ကြည့်ပေးပါနော်နောက်ဗီဒီယိုမှာဆက်တွေ့ကြပါမယ်